မင်္ဂလာပါရှင်ပြည်သူ့မှုဒရာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရနော်မိဘများနဲ့ချစ်စရာကောင်းတဲ့ကလေးလေးတို့ရေဒီတစ်ခါမှာတော့ Know It with Noe အစီအစဉ်အောက်မှာ No ဖတ်ပူးတဲ့ The Three Little Pigs ဆိုတဲ့စာအုပ်လေးတစ်အုပ်ချောင်းကိုပြန်လည်ပြောပြသွားမှာဖြစ်ပါတယ်ရှင်ကဲတသားမိမိတို့ရောအစင်းသင်းဖြစ်ပြီဆိုရင် No နဲ့အတူတူနားထောင်ကြည့်ရအောင်နော်ဟိုးရှည်တုံးကဝက်မမီကြီးတစ်ကောင်မှာဝက်ပေါက်လေး၃ကောင်ရှိတဲ့ကွယ်တနေ့မှာသူတို့ကိုကျွေးမွေးဖို့အစာရိတ်ခါမလုံလောက်တာကြောင့်ဝက်မမီကြီးကဒီဝက်ပေါက်လေး၃ကောင်ကိုသူတို့ရဲ့နေအိမ်ကိုစီရှာဖွေပြီးတော့တိဆောက်ဖို့ပြောခဲ့တဲ့ကွယ်ပထမဝက်ပေါက်ကလေးကအလွန်ပဲပြင်းရတတ်ပြီးတော့သူ့ရဲ့အိမ်ကလေးကိုမြတ်၆တွေနဲ့မြန်ပြီးရင်ပြီးရောဆိုပြီးတော့စောက်ခဲ့တဲ့ကွယ်ဒုတိယဝက်ပေါက်လေးကတော့အနှဲငယ်ပိုကောင်းတဲ့တစ်သားတွေကိုအသုံးပြုပြီးတော့သူ့ရဲ့အိမ်ကလေးကိုစောက်ခဲ့တာပေါ့ကွယ်အဲ့လိုနဲ့ဝက်ပေါက်လေးနှစ်ကောင်ကအိမ်ကိုမြန်ဆန်ဆောက်ခဲ့ပြီးတော့တစ်နေ့ကြာလုံးတောထဲမှာဆော့ကစားနေကြခဲ့တဲ့ကွယ်နောက်ဆုံးဖြစ်တဲ့တတိယဝက်ပေါက်ကလေးကတော့လုံလဆိုင်ထုတ်ပြီးတော့သူ့ရဲ့အိမ်ကလေးကိုအုပ်နဲ့အသေးချာဆောက်ခဲ့တာပေါ့ကွယ်အချိန်ကြာကြီးယူပြီးဆောက်ခဲ့ရပြီမဲ့သူ့ရဲ့အိမ်ကခိုင်ခန့်ပြီးတော့တခြားအိမ်တွေထက်လည်းဘေးကင်းလုံခြုံမှုရှိခဲ့တာပေါ့ကွယ်နောက်တစ်နေ့မှာဝက်ပေါက်လေးတွေနေထိုင်တဲ့တောထဲကိုဝင်ပလွေကြီးတစ်ကောင်ရောက်လာခဲ့တဲ့ကွယ်အဲ့ဒီဝင်ပလွေကြီးကအရန်ကိုဗိုက်စာနေပြီးတော့သူကဝက်ပေါက်ကလေးကိုစားကျင်နေတာပေါ့အဲ့ဒီအခါမှာမျက်ခြောက်လေးနဲ့စောက်ထားတဲ့အိမ်ကလေးကိုမြင်လိုက်ပြီးတော့ဝက်သားပေါက်လေးအထဲမှာရှိနေတာကိုအနံ့အာရုံခံမိသွားတဲ့ကွယ်ဒါနဲ့ပဲဝင်ပလွေကြီးကတကားကိုခောက်ပြီးပြောတဲ့ဝက်ပေါက်လေးငါ့ကိုဝင်ခွင့်ပေးပါလို့ပြောတဲ့ကွယ်ဒါပေမဲ့ဝက်ပေါက်လေးကတော့ပေါက်ကနေတဆင်ချောင်းကြည့်လိုက်တဲ့အခါမှာဝင်ပလွေကြီးရဲ့အဆွဲရရှိရဲ့လက်ဖွားကြီးကိုမြင်လိုက်တဲ့အခါမှာ no လုံးဝဝင်ခွင့်မပေးနိုင်ဘူးဆိုပြီးတော့ပြောတဲ့ကွယ်အဲ့ဒီနောက်မှာတော့ဝင်ပလွေကြီးကသူ့ရဲ့သွားတွေကိုပြပြီးတော့ပြောတဲ့ကွယ်မင်းငါကိုပေးမဝင်ဘူးဆိုရင်မင်းရဲ့အိမ်ကိုလေနဲ့မှုတ်ထုတ်ပြင်မယ်ဆိုပြီးတော့ချိန်ချောက်တဲ့ကွယ်ဝက်ကလေးကလည်းအလွန်ကိုကြောက်ရွံ့သွားတော့တာပေါ့အဲ့ဒီနောက်မှာတော့ဝင်းပလွေကြီးကလေပြင်းကိုမှုတ်ထုတ်လိုက်ပြီးတော့မြက်ချောက်အိမ်ကလေးကိုဖျက်ဆီးပစ်လိုက်ပါတော့တယ်ဝင်းပလွေကသူ့ရဲ့မေးရိုးကိုအကျယ်ကြီးဟပြီးတော့ဝင်းပေါက်ကလေးကိုတတ်နိုင်သမျှလိုက်ဆွဲပြီးတော့စားဖို့လဲစူးစမ်းခဲ့ပါတယ်။အဲ့ဒီအခါမှာတော့ဝက်ပေါက်ကလေးကထွက်ပြေးသွားပြီးတော့ဒုတိယဝက်ကလေးရှိတဲ့အိမ်မှာဝင်ရောက်ပုန်းခိုရတော့တာပေါ့ကွယ်။ဝင်ပလွေကပထမဝက်ပေါက်လေးနောက်ကိုလိုက်သွားပြီးတဲ့အခါမှာတော့နောက်ထပ်တစ်သားအိမ်လေးကိုမြင်ခဲ့တာပေါ့ကွယ်အထဲမှာဝက်သားပေါက်လေးနှစ်ကောင်ရှိနေတာကိုအနက်ခံယုံနဲ့ဝင်ပလွေကြီးကတိသွားတော့တာပေါ့သူကဝက်ပေါက်ကလေးတွေကိုဝင်ခွင့်ပေးဖို့ထပ်ပြီးတော့တောင်းဆိုပြန်တယ်တကားကိုဒေါက်နဲ့ခောက်ပြီးတော့ဝက်ပေါက်ကလေးတွေငါ့ကိုဝင်ခွင့်ပေးစမ်းပါလို့ပြောတဲ့ကွယ်ဒါပေမဲ့ဝက်ပေါက်ကလေးတွေကတော့ပေါက်ကနေတဆင့်ဝင်ပလွေကြီးရဲ့ကြီးမားတဲ့နေရွက်ကြီးတွေကိုမြင်လိုက်တဲ့အခါမှာအယမ်းကိုကြောက်ရွံ့သွားတာမို့ no လုံးဝဝင်ခွင့်မပေးနိုင်ဘူးလို့ပြောတာပေါ့ကွယ်အဲ့ဒီအခါမှာဝင်ပလွေကြီးကထပ်မံပြီးသူ့ရဲ့သွားတွေကိုပြပြီးချိန်ချောက်တဲ့ကွယ်မင်းရဲ့အိမ်ကိုငါကလေးနဲ့မှုတ်ထုတ်ပြီးတော့ဖျက်ဆီးပစ်မယ်ဆိုပြီးတော့လေပြင်းနဲ့ထပ်ပြီးတော့တစ်သားအိမ်ကလေးကိုမှုတ်ထုတ်ဖျက်ဆီးလိုက်ပြန်တော့တဲ့ကွယ်အဲ့ဒီနောက်မှာတော့ဝင်ပလွေကြီးကဝက်ပေါက်လေးနှစ်ကောင်ကိုအပြေးအလွှာလိုက်ပြီးတော့ဖမ်းယူတဲ့ကွယ်ဝက်ပေါက်လေးနှစ်ကောင်ကလည်းကြောက်ရွံ့နဲ့တတိယဝက်ပေါက်လေးစီကိုထွက်ပြေးပုံအောင်ရပြန်တော့တယ်ဝင်းပလွေကြီးကသူတို့နောက်ကိုလိုက်သွားပြီးတဲ့အခါမှာတော့အုတ်အိမ်လေးကိုမြင်တာပေါ့ကွယ်အဲ့ဒီအထဲမှာဝက်ပေါက်လေးတွေရှိနေတာကိုလည်းအနက်ခံယုံနဲ့တိလိုက်တဲ့ကွယ်သူကဝက်ပေါက်လေး၃ကောင်ကိုဒေါက်နဲ့တကားခောက်ပြီးတော့သူ့ကိုဝင်ခွင့်ပေးဖို့ထပ်ပြီးတော့တောင်းဆိုတဲ့ကွယ်ဒါပေမဲ့ဝက်ပေါက်ကလေးတွေကတော့ပေါက်ကနေတဆင့်ဝင်းပလွေကြီးရဲ့ခြုံထက်ကြီးမားတဲ့သွားကြီးတွေကိုမြင်လိုက်တဲ့အခါမှာအယမ်းကိုကြောက်သွားပြီးတော့ no လုံးဝဝင်ခွင့်မပေးနိုင်ဘူးလို့ပြန်ပြောတဲ့ကွယ်အဲ့ဒီနောက်မှာတော့ဝင်ပလွေကသူ့ရဲ့သွားတွေကိုပြပြီးပြောတဲ့ကွယ်ဒါဆိုရင်မင်းတို့ရဲ့အိမ်ကိုငါလေးနဲ့မှုတ်ထုတ်ပစ်မယ်ဖျက်ဆီးပစ်မယ်ဆိုပြီးတော့
သူကလေပြင်းပြင်းတွေမှုတ်ထုတ်လိုက်ပြီးအိမ်ကိုဖျက်ဆီးဖို့စ조사တော့တာပေါ့ဒါပေမဲ့အိမ်ကလေးကလုံးဝမပြိုကျခဲ့ပါဘူးဝင်းပလွေကြီးကအရန်ပင်ပန်းသွားပြီးမမုတ်နိုင်တော့တဲ့အထိမောပန်းသွားတော့တာပေါ့ဒါကြောင့်မို့လို့ဝင်းပလွေကြီးကတစ်ပင်အောက်မှာအနားယူရင်းနဲ့ဒီဝက်ပေါက်လေး၃ကောင်ရှိတဲ့အိမ်ကိုတခြားနည်းနဲ့ဝင်ဖို့စဉ်းစားပါတော့တယ်ဝင်းပလွေကြီးကတစ်ပင်ပေါ်ကနေတွေ့တက်ပြီးတော့အိမ်ခေါင်မိုးပေါ်ကိုရောက်သွားတော့တဲ့ကွယ်အိမ်ခေါင်မိုးခေါင်းတိုင်ကနေတဆင့်ဝက်ပေါက်လေးတွေအိမ်ထဲကိုဝင်ဖို့စူးစမ်းတာပေါ့ဒါပေမဲ့ညံကောင်းလွန်းလာတဲ့တတိယဝက်သားပေါက်ကလေးကမီးပုံထဲမှာမီးတွေမှွေထားခဲ့တယ်ပြီးတော့မီးပုံပေါ်မှာကြွတ်ဆူနေတဲ့ရွှေအိုးကြီးတစ်လုံးကိုလည်းတည်ထားခဲ့တာပေါ့အလောတကြီးဆင်းလာတဲ့ဝင်းပလေကြီးကမီးကိုရောရွှေအိုးကိုပါလုံးဝမမြင်ပါဘူးကွယ်သူကမီးကိုခေါင်းနိုင်တဲ့ကနေတဆင့်ရွှေအိုးတွေကိုပလုံးဆိုပြီးတော့ပြုတ်ကျသွားတော့တာပေါ့ရေကကြွတ်ဆူပြီးပူနေတာမို့သူ့ကိုမီးလောင်တလို့တောင်ဖြစ်သွားပါတော့တယ်ဝင်းပလွေကြီးကမီးကိုခေါင်းနိုင်တဲ့ကနေတဆင့်ခုန်ထွက်ပြီးတော့အိမ်ထဲကနေထွက်ပြေးသွားတော့တာပေါ့အဲ့ဒီနောက်ပိုင်းမှာလည်းဝင်းပလွေကြီးကဝက်သားပေါက်လေး၃ကောင်စီကိုဘယ်တော့မှပြန်မလာတော့ပါဘူးကွယ်ပထမဝက်ပေါက်လေးနဲ့ဒုတိယဝက်ပေါက်လေးကသူတို့ရဲ့ပြင်းရည်မှုနဲ့ဂရုမစိုက်မှုတွေအတွက်နောင်တရခဲ့ကြတော့တာပေါ့သူတို့ကိုကယ်တင်ပေးတဲ့အတွက်တတိယဝက်ပေါက်လေးကိုကျေးဇူးတင်စကားပြောခဲ့ကြပါတယ်တတိယဝက်ပေါက်လေးကလည်းသူတို့ကိုအုပ်နဲ့အိမ်ဆောက်လုပ်တဲ့နည်းကိုသင်ပေးခဲ့တာပေါ့သူတို့အားလုံးအုပ်နဲ့တိဆောက်ထားတဲ့အိမ်ကလေးထဲမှာပျော်ရွှင်စွာအထူးတကွနေထိုင်သွားခဲ့ကြတာပေါ့ကွယ်ဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့သားတို့သမီးတို့တွေလုံလဝရိယစိုက်ထုတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုတွေ့မြင်ရမှာဖြစ်ပြီးတော့ပြည့်ရည်ခြင်းရဲ့ရလဒ်တွေကိုလည်းတွေ့မြင်နိုင်ပါတယ်နော်ဝင်းပလွေကြီးကပထမနဲ့ဒုတိယဝက်ပေါက်ကလေးတွေရဲ့အိမ်ကိုဖြိုဖျက်နိုင်ခဲ့ပြီးတော့တတိယဝက်ပေါက်ကလေးရဲ့အခိုင်အမာတိဆောက်ထားတဲ့အုပ်နဲ့အိမ်ကလေးကိုတော့မဖျက်ဆီးနိုင်ခဲ့ပါဘူးเนาะဒါကြောင့်ဒီပုံမြင်လေးကိုအတူယူသင်ခန်းစာယူပြီးတော့သားတို့သမီးတို့ကလည်းလုံလဝရိယစိုက်ထုတ်ဖို့ကိုမမေ့ပါနဲ့เนาะသားတို့သမီးတို့လည်းဒီစာအုပ်လေးလိုမျိုးဘဝအတွက်သင်ခန်းစာရနိုင်တဲ့အကျိုးရှိတဲ့စာပေမျိုးကိုရွေးချယ်ဖတ်ရှုတတ်ဖို့လိုအပ်ပါတယ်เนาะအဆုံးထိနားထောင်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်တစ်ပတ် Know It with Know It အစီအစဉ်လေးမှာပြန်လည်ဆုံတွေ့ကြပါစို့နော်။ Bye bye